အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ရှမ်းပြည်နယ်တောင်ပိုင်းရဲ့တတိယအမြင့်ဆုံးတောင်လို့လည်းပြောလို့ရတဲ့အမြင့်ပေ9952ပေရှိတဲ့တောင်စလက်တွေပွင့်တဲ့အရှိမြင့်နောက်မြင့်တောင်ကိုကျွန်တော်လည်းအတူလိုက်ပြီးတက်ကြည့်အောင်ခင်ဗျာအရှိမြင့်နောက်မြင့်တောင်ကိုရွှန်ငံဘက်လည်းတက်လို့ရတယ်လို့ပင်တရာဘက်လည်းတက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဘက်ကတော့ပင်တရာမျိုးကျန်ကင်းမြောင်ရွာဘက်ကနေတက်ခဲ့တာပဲဖြစ်ပါတယ်ဒီတောင်တက်ခီးစဉ်လေးကအချိန်ဘယ်လောက်ကြာတက်ရလဲဆိုတာသိချင်တော့ဗီဒီယိုအဆုံးထိကြည့်ပေးကြနော်ကျွန်တော်တို့ဘက်ကတော့ကျန်ကင်းမြောင်ရွာကနေမနက်၈နာရီခွဲလောက်ပြီးစတင်ထွက်ခါခဲ့တယ်တောင်နေတက်ရင်မောင်းနေအခုခဏအမောပြည့်တယ်ပေါ့နော်အမောလေးပြည့်ပြီးဆိုတော့ကျွန်တော်တို့တောင်ပေါ်ခီးဆက်ကြအောင်ခင်ဗျာမနက်၈ခွဲလောက်မှတက်တော့နေတော့နည်းနည်းပူခဲ့တယ်ခင်ဗျာဒီတက်စောလေးတက်နိုင်တော့လူပင်မနာဖို့ပြီးတက်တာမယ်ခင်ဗျာအတန်းသမားတွေလည်းရှိတာမို့ပစ္စည်းမတည်ချင်းတဲ့သူတွေအတွက်လည်းတော်တော်ဆင်ပြေပါတယ်ဒီနေရာလေးကရေကြီးတော့အမြေပြူထားလို့တင်နေကြောက်လေးယူတော့ဖြစ်နေတယ်ခုလိုမျိုးတောက်ကလေးကိုဖြတ်လိုက်တဘာဝလာတရားယူခန်းစားလိုက်နေတော်တော်လေးကိုတားရပါတယ်ခင်ဗျာတဘာဝငှက်တန်လေးတွေကိုလည်းနားထောင်ကြည့်လိုက်ပါအောင်ခင်ဗျာဘယ်လောက်ထိတားရလဲဆိုတာကိုလေအခုမြင်ရတဲ့အထန်းတစ်ထန်းကိုတော့တောင်ပေါ်အတက်ကိုအစင်းဟိုမှာ9000ပေးရတယ်ဒါပေမဲ့တော်တော်လေးကိုတန်နေခင်ဗျာဒါကတော့ကျွန်တော်တို့ခီး1000နာတဲ့ရေအိုင်နာလေးပေါ့နော်ဒီနားရေလေးကတော်တော်လေးကိုအေးစိတ်နေတာပဲအပေါ်မှာလေးရေတကွန်လေးလိုမျိုးရှိတယ်ကျွန်တော်လည်းတူလဲကြည့်အောင်ခင်ဗျာဒီကိုတော့တောင်တက်သမားတွေကတော့တောက်ရည်အဖြစ်သုံးကြတယ်ခီးလေး1000နာပြီးဆိုတော့တောင်ပေါ်ဆက်တက်ကြအောင်ခင်ဗျာဒီနေရာလေးကတော့တော်တော်လေးကိုမတ်တဲ့နေရာလေးပေါ့နော်တောင်ပေါ်တက်တဲ့နေရာအကုန်လုံးထဲမှာအမှတ်ဆုံးနေရလို့ပြောလို့ရတယ်ဒါပေမဲ့ပုံမှန်ကျွန်တော်လာတယ်ဒါကတောင်ပေါ်ကဆင်းလာတဲ့အဖွဲပါကျွန်တော်တို့ကတော့တက်နေတော့ပေါ့နော်8ဂုံတက်တဲ့ထက်ကိုပဲရှာထွက်အောင်တက်ခဲ့ရတယ်ပေါ့နော်လေတော့တော်တော်ကျန်းနေခင်ဗျလေတန်လေးကိုလည်းနှာထောင်ကြည့်လိုက်ပါအောင်ဒီနေရာလေးကအရှိမြင့်နောက်မြင့်တောင်တိုက်ခီးစီရဲ့အလှဆုံးနေရာတွေကတခုဖြစ်တယ်ရွာတွေကိုလည်းမြင်ရတယ်လူမြင့်အကျဉ်းကြီးလည်းရှိတယ်တော်တော်လေးကိုလှတယ်ပေါ့နော်ဒီတာဝါတိုင်းကျော်လို့ရှိရင်တော့ခကြီးရဲ့သုံးပုံတစ်ပုံလောက်ရောက်ပြီးပြောလို့ရတယ်ခင်ဗျာဒါပေမဲ့တာဝါတိုင်းရောက်ဖို့လည်းတော်တော်လေးကိုတက်ခဲ့ရတယ်ဒါကတော့ပြန်ဆင်းနေတဲ့အဖွဲပေါ့နော်ကျွန်တော်တွေကတာဝါတိုင်းမှာခဏနာပြီးတော့နေရှေ့ကိုခကြီးထပ်ပြီးဆက်ခဲ့ကြတယ်ခင်ဗျာတောင်ပေါ်ကိုတက်လာလိုက်တာနေ့လေတောင်ရောက်သွားပြီခင်ဗျာနေ့လေစာကိုတော့တောင်စလက်ပင်ရေရောက်မှာတော့စိုက်ခဲ့ပါတယ်လက်ဖက်တုပ်တွေဘာတွေကတော့ကျွန်တော်တို့ယူခဲ့တာပေါ့နော်တောင်ပေါ်မှာစီစဉ်ပေးတဲ့ထမင်းတွေကနည်းနည်းချောက်ကက်လေးတွေဖြစ်တတ်တယ်စိုးပြေလေးတွေစားချင်နေဆိုရင်တော့ကိုစီစဉ်သွားဖို့တော့အမေနဲ့ပေါ့နော်ထမင်းလည်းတော်တော်လေးကိုစားကောင်းခဲ့ပါတယ်ခင်ဗျာနေ့လေစာလည်းစားပြီးဆိုတော့ကျွန်တော်လည်းတူခီးဆက်ကြရအောင်ခင်ဗျာနေရာလေးကအရန်လာလို့ဖိုတိုရှူတင်လေးကိုလည်းတစ်ဖြတ်တက်ခဲ့ပါသေးတယ်ခင်ဗျာဒီလွင်ပြင်ကိုကြော်လို့ရှိရင်တော့တောင်စလက်တော်ထဲကိုရောက်ပါပြီခင်ဗျာဒီနေရာမှာတော့ပန်းမွင့်နေရောနည်းနည်းလေးပဲရှိတယ်ဒါကတော့တောတစ်ခွပါခင်ဗျာအခုမြင်နေရတာကတော့တပင်လုံးကိုနေရဲတွေနဲ့ပွင့်နေတဲ့တောင်စလက်ပန်းနေပါပဲခင်ဗျာဒီပင်လေးကတော်တော်လေးကိုလှပါတယ်ဘယ်လောက်လေးလှလဲဆိုအောင်ကြည့်လိုက်ပါဦးခင်ဗျာဒီတောင်စလက်တော်အုပ်ကိုမြင်တော့ကျွန်တော်ကလေတောင်ပေါ်ကနားတဲ့နေရာရောက်ပြီးထင်တာခင်ဗျာမရောက်သေးပါဘူးအေးကနေတော်တော်လေးကိုတက်ခဲ့ရပါသေးတယ်။တောင်တွေကိုတက်တဲ့ကအဖော်ကောင်းမှုအရန်ရေးကြည့်ပါတယ်။အဲ့ဒါမှအဆင်ပြေတယ်ပေါ့နော်။ဒီတောင်စလက်ပင်လေးဆိုရင်နည်းနည်းလေးနဲ့တပင်လုံးရင်းနေရောပဲခင်ဗျာ။ကျွန်တော်တို့ဘက်ကတော့လန်ခီတစ်လျှောက်လုံးမှာတယောက်ဖေးမာရင်းနဲ့တယောက်ကြံငယ်လေးတယောက်ဆောက်ပြီးခေါ်သွားတယ်ပေါ့နော်။ဒီနေရာလေးလေးတက်ရတာနည်းနည်းလေးမှတ်တယ်ခင်ဗျာ။ဒီနေရာလေးကတောင်ဆောင်လေးလိုဖြစ်နေတော့နည်းနည်းလေးကူးဆက်ကြပါတော့။ဒီကုန်းလေးကျော်လို့ရှိရင်တော့တောင်ပေါ်ရောက်ပါပြီ။ Travel Diary ကဘာလို့လဲဆိုတာမသိချလို့ပါနော်။ဒီကောင်လေးပါခင်ဗျာ။ဒီအင်းကြီးနဲ့ကောင်လေးပါပေါ့နော်။ကျွန်တော်တို့ကတော့တောင်ပေါ်3နိုင်မထိုးခင်လောက်ရောက်တယ်ဆိုတော့တောင်တက်ချင်ကတော့6နိုင်ခွဲလောက်တော့ကြာခဲ့ပါတယ်။ညအေးဖို့ကတော့ဒီတောင်စလက်ပင်တွေရဲ့အောက်မှာပဲကျွန်တော်တို့ကတော့တန့်လေးတွေထိုးပြီးအိတ်ကြတာပေါ့နော်ဒီတောင်ပေါ်လေးလာလို့ရှိရင်တော့ဝတ်တစ်ရှူတွေရေတန့်နေတော့အများကြီးဆောင်ခဲ့ပေါ့နော်အိမ်နာလေးကတော့နည်းနည်းတော့အဆင်ပြေဘူးညဘက်တောင်ပေါ်မှာတော်တော်လေးအေးလို့ကျွန်တော်လိုဖက်ဆရာမပါတဲ့သူကတော့မိလုံရတယ်ပေါ့နော်ဒါလေးကတော့နေထွက်ချိန်မှာတော်တော်လေးကိုလာရခင်ဗျာပစုံစီအောင်တန်းတဲ့ရှူကင်းလေးပေါ့နော်ကျွန်တော်ကတော့ဒီမြင်ကွင်းလေးကိုအကြိုက်ဆုံးပါပဲကျွန်တော်တို့ဘက်ကတော့တောင်ပေါ်ကနေမနက်6ခွဲလောက်စပြီးဆင်းနေပေါ့နော်နေမပူအောင်လေဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ